အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အခုဆိုရင် 21st ပေါ့နော် Shanghai Motor Show ကျွန်တော်ကြီးလီမြန်မာနဲ့အတူရောက်နေတာအဲ့တော့ကျွန်တော်တို့ဒီဘက်မှာကြီးလီရဘာကားတွေပြထားတယ်တော့ကြည့်အောင်ကျွန်တော်တို့ဒါသူ့ရဲ့ကြီးလီရဲ့ Galaxy Park ကိုရောက်နေတာပေါ့သူကမြန်မာနိုင်ငံမှာမကြခင်အချိန်မီအတွင်းမှာပေါ့နော်ကျွန်တော်တို့ launch လုပ်မဲ့ကားလေးတစ်စီးရှိတယ်အဲ့ဒါကကျွန်တော် E5 ပေါ့ကျွန်တော်တို့ရဲ့ China Domestic Market မှာတော့ E5 နဲ့လာတယ်ဒီဘက်ကိုသွားတဲ့ဟာတွေကတော့ A5 နဲ့လာတယ်ကျွန်တော် site အားဖြင့်ဆိုရင်လည်းကြီးတယ် range ကလည်း900ဝန်းကျင်လောက်မောင်းလို့ရမယ်ကျွန်တော်တို့အတွင်းမှာဆိုလဲကျွန်တော်တို့ sound system ပေါ့နော် sound system ဆိုလဲ Flyme sound system ကိုသုံးထားပြီးရဒီသူ့ရဲ့လက်ကင်ဆိုလဲကျွန်တော်ဒီ shape မှာတော်တော်လေးကိုလှတယ်ဘာလို့လဲကျွန်တော်တို့ကန်ရပြူရတာလွယ်တယ်ဘာလို့တချို့ဟာတွေကြောက် sharing ကြောက်တော့ကျွန်တော်တို့ဒီကျင်သားမရဘူးပေါ့နော်ပြီးရင်ကြီးလီတို့ဒီဇီကာတို့ကိုကျွန်တော်မောင်းနေကြဖြစ်တဲ့အတွက်ကြီးလီမှာဆိုလဲကျွန်တော်ဂူရီမောင်းနေတယ်ကျွန်တော်တို့ကားတစ်စီးနဲ့ကျွန်တော်တို့နေသားကြတဲ့ဟာလွယ်တယ်သူ့ရဲ့ infotainment ပေါ့နော်我和玉露教管我长大，月亮婆婆唱歌谣，小蜜蜂也幸福。ပြီး HU တွေလည်းပါတယ် wireless charger ကတော့ကျွန်တော်တို့50 watt နဲ့တစ်ခုပါမယ်ဒါအလယ်မှာဆိုရင်ကျွန်တော်တို့ဒီလေယာ console ကြီးကတော်တော်လေးကိုကျဲတယ်ပစ္စည်းအများကြီးထည့်ထားလို့ရတယ်ရက်ရှည်တဲ့လူလည်းရတယ်ပြီးရင်အနောက်ကကျွန်တော်ထိုင်ကုန်ကကျတော့ adjust လုပ်လို့ရအဲ့ဒါလေးတွေတော့တဘောကြတယ်ဘာလို့လဲဆိုတော့နောက်မီလို့ရတယ်ပြီးရင်ကျွန်တော်တချို့ကျတော့လည်းနောက်မမီပဲနဲ့ဆန့်လေးနဲ့ဟိုလုပ်လို့ရတယ်လူကြတော့ကျွန်တော် adjust လုပ်လို့ရလေတဘောကြကျွန်တော်အရက်ရှည်တဲ့လူလည်းတော်တော်လေးကိုလွတ်တယ်ပြီးရင်ကျွန်တော်တို့က sunroof ဖွင့်လို့ရ sunroof အဖွင့်ပေးရတယ်ပြီးရင်ကျွန်တော် panoramic ပေါ့နော်ဒီကောင်တွေကဟို slide နဲ့ကာဗာပါတဲ့အတွက်နေပူမှလည်းမပူရအောင်အနောက်ကမီးတန်းနေရကျွန်တော်တို့အကုန်လုံး EV တော်တော်များများတော့မီးတန်းနေရတော့တစ်ဆက်တည်းဖြစ်သွားပြီနောက်ဘုံမော်တာကတော့တေချာပေါက်မပါမဖြစ်ကတော့ EV တွေမှာတော့တော်တော်များများပါတယ်သူကကျွန်တော်ဒီအနောက်မှာဆိုလဲကာဗာကသူကနှစ်ထပ်လုံးဒီဘက်အပေါ်ပဲထားမလားအောက်ပဲထားမလားပေါ့ကျွန်တော်တို့ဒီအပေါ်မှာလည်းထားလို့ရမယ်နှစ်ဆင့်ပေးတဲ့အတွက်အသုံးပြုလို့လွယ်တယ်ပေါ့ဗျာပြောမယ်ဆိုရင်ပြီးရင်ကျွန်တော်အနောက်ကကာဗာကြီးကတော်တော်လေးကိုကျယ်တယ်ကာဗာကိုချွတ်လိုက်ရင်လည်းကျွန်တော်အထက်မှာ luggage ကြီးအများကြီးထည့်လို့ရတယ်အဲ့တော့ကျွန်တော်အပေါ်မှာတင်ထားရင်တော့ဒါလူကတော့တိတ်မသိတာဘူးเนาะကျွန်တော်ဒီတိုင်းလေးပဲမသိတာဘူးဒါပေမဲ့အထက်မှာအကျယ်ကြီးပဲကြီးလီရဲ့ကျွန်တော်တို့ E5 ပေါ့နော်ကျွန်တော်မြန်မာပြည်မှာလည်းမကြာမီမှာမြင်ရတော့မယ်ဆိုတဲ့ဟာလေးတရင်ကောင်းပါပါတယ် CH308 ဆိုတဲ့ကျွန်တော် fuel တစ်မျိုးနဲ့မောင်းတဲ့ racing ကားတွေလည်းပြထားတယ်သူ့ရဲ့ CH308 ဆိုတဲ့ကျွန်တော် gas တစ်မျိုးနဲ့ပေါ့နော် gas တစ်မျိုးနဲ့ကိုပြထားတာဘလောက်မောင်းလို့ရတယ်ပေါ့ဗျာကျွန်တော်ဘလောက်မြင်းကောက်ကြီးထွက်လဲကျွန်တော်ဒါ400လောက်ထွက်တယ်လို့ပြောမယ်ဆိုရင်ကြီးဒီမှာဆိုရင်ကျွန်တော်ဒါ E8 ပေါ့ E8 ကလည်းကျွန်တော်တို့ luxury seating ထဲမှာပါတယ်ကီလိုမီတာ900အထိမောင်းလို့ရမယ် spec တွေလည်းပါတယ်ဒီ seating ထဲမှာဆိုရင်ကျွန်တော် lane luxury seating ထဲမှာပါတယ်ပြီးရင်အနောက်မှာကျွန်တော်တို့သူ့ရဲ့ Galaxy Park ဆိုပြီးတော့မှနောက်ပိုင်း2020မှာပါလာမယ့်နည်းပညာတွေပေါ့2020မှာကျွန်တော်တို့အဲ့အတွင်းကန်းကြီးကိုတော့ Galaxy Park ဆိုပြီးတော့မှအဲ့အတွင်းကန်းကြီးကိုကားတွေတော်တော်များများမှာထည့်ထားပေးမယ် luxury ပေါ့နော်ထိုင်ကုန်နည်းပညာတွေအဲ့ဒါတွေပြထားတယ်ပြီးရင် L6 PHEV လည်းထွက်မယ်ကျွန်တော်တို့ဒီ EV လည်းလာမယ် pure EV ပေါ့နော် PHEV ကတော့တော်တော်များများဟိုနောက်ပိုင်းမှာသုံးလာတာတွေ့ရတယ်ဒီကိုင်း mix နဲ့တော်တော်များများတူတယ်သူရဲ့ LVC ဆိုတော့ကျွန်တော်တို့ L380 ကိုလည်းပြထားတယ်ဒီက mix နဲ့သူနဲ့ကဘာကွာတော့လဲဆိုတော့ကျွန်တော်တို့ဒီ pillar တစ်ခုကွာသွားတယ်ဒီ B pillar ပေါ့နော်ကျွန်တော် B pillar မပါလာဘူးကွာသွားတယ်ဒီက mix ကကျတော့ကျွန်တော်9ယောက်စီပဲတော့ luxury MPV ပုံစံလိုမျိုးလုပ်ထားပေးတယ်ဒီကောင်ကကျတော့ L380 ကျတော့6 seater ပါ6 seater MPV ဖြစ်သွား6ယောက်စီ GDO ဇီကာတို့ကကျတော့ safety အနေနဲ့ကိုကျွန်တော်တို့အဓိကထားပြီးတော့မှသူထုတ်တာဖြစ်တဲ့အတွက်အဲထဲမှာဆိုလဲကျွန်တော်တို့ဒီ crash test ဆန်းထားတဲ့ဟာတွေပေါ့နော် crash test ဆန်းထားတဲ့ဟာတွေကိုပြတာ airbag ပွင့်တဲ့ဟာတွေဘာလို့မပွင့်လဲပွင့်တယ်ဆိုတဲ့ဟာကျွန်တော်ဒါ crash test ဆန်းထားတာပေါ့နော်ကျွန်တော်တို့အရှိမတိုက်ပြီးတော့မှ block star ရထားတယ်ပေါ့တော့ရေထဲမှာ block ခံနိုင်တယ်ဘယ်လိုရှိရဲဆိုတော့ပြထားတယ်ကျွန်တော်ဒီဘက်မှာကြည့်ရအောင်ကျွန်တော်တို့ဒီမှာ Geo Mini ဆိုပြီးတော့မှဒူဒိုလေးတွေပေါ့ range အပြင်200ကျော်လောက်ပဲရတယ်ကျွန်တော်တို့ဒီ mini size လေးတွေ mini EV လေးတွေကလည်းတရုတ်မှာတော်တော်လေးကိုခစ်စားတယ် SUV ပေါက်စလေးပေါ့ပြောမယ်ဆိုရင် mini ကကျွန်တော်တို့ဟိုကရှင်မရှိရဲ့ mini ကနည်းနည်းဟိုဖြစ်တယ်ဒီကောင်ကတန်သားနဲ့လာကျွန်တော်တို့ဟိုမှာခောက်ကြည့်လိုက်ရင်သိပါတယ်ဒါဆိုဒီကောင်တွေကတန်နေနဲ့လာ4ယောက်စီးလို့ရအောင်ခုံခောက်လိုက်ရင်လည်းမီနီဆိုမဲ့လည်းကျယ်တော့ကျယ်ပါဟိုဘက်တော့ကြည့်ရအောင်အယောင်တွေကတော့ကျွန်တော်တို့6ယောက်လောက်ရွေးလို့ရတယ်မီနီကကြီးလီရဲ့အင်ဂျင်မျိုးစားတွေကျွန်တော် hybrid မျိုးစားတွေမော်တာမျိုးစားတွေ charging မျိုးစားတွေကိုဒီမှာခွဲပြီးတော့မှပြထားပေးတယ်
မြန်မာနိုင်ငံမှာတွင်အောင်မဲ့ကျွန်တော်ဂျီယိုမီပေါ့နော်တော့ဘာထူးခြားသွားမလဲဆိုကျွန်တော်နောက်ဖုံးမော်တာတွေပါလာမယ်လုံးလေးနဲ့ကျွန်တော်အတွင်းငန်းလေးမှာတော်တော်လေးကိုချစ်စရာလေးကီလိုမီတာ400ကျင်းမောင်းလို့ရမယ်တွင်းငန်းကျယ်လာမယ်geometry E ဆိုရင်ကျွန်တော်နည်းလေး၄တောင်းကျတယ်အချိုးတွေကနေတော့လေးတဲ့တန်ပုံးနည်းနည်းဆန်တယ်ဂျီလီမှာဟို review လုပ်တော့ launch လုပ်သွားတဲ့ကားအစ်စ်ကအနောက်မှာရှိတယ်ဘာလဲဆိုရင်ကျွန်တော်ဂျီလီရဲ့ Galaxy Cruiser site ကတော့ mid-size SUV ဆိုတာ Prado Land Cruiser site လောက်ရှိတယ် site ကတော်တော်လေးကြီးတယ်သူလည်းကျွန်တော် PHEV နဲ့ပဲကျွန်တော် hybrid system နဲ့လာတယ်battery ရောကျွန်တော်တို့ဒီ EV နဲ့လာတယ်ဂျီလီတို့ရှိကာတို့ဆိုတာ safety ဘိုင်းကိုအဓိကဦးစားပေးပြီးတော့မှထုတ်ထားတယ်ပေါ့နော်တကားတွေ၄ချက်လုံးက auto တွေကြီးပဲအဖွင့်ပေး auto motor နဲ့အကုန်အလုပ်လုပ်လို့ရတယ်ကျွန်တော်တို့လမ်းကျန်းတွေမှာသုံးမယ်ဆိုရင်လည်းသုံးလို့ရတယ် hybrid တွေ system တွေဖြစ်တဲ့အတွက်စီစားလေးတက်တာတယ်ဟုတ်ကဲ့အခုကျွန်တော်ပြတ်တက်သွားတာကတော့ Shine Auto Show 2025မှာကြီးတွေကနေအသစ်မိတ်ဆက်ပြတ်တက်သွားတဲ့ကားတွေပဲဖြစ်ပါတယ်ဒီကားတွေထဲမှာကျွန်တော်ကြာခင်မှာမြန်မာပြည်ဈေးကွက်ကိုရောက်ရှိဖို့ရှိနေတဲ့ကားတွေလည်းပါပါတယ်ဘယ်ကားတွေဖြစ်မလဲဆိုတာတော့မကြိုင်ရင်သိရှိရမှာဖြစ်ပါတယ်စောင့်ကြည့်ပေးပါဦးကျေးဇူးများတင်ပါတယ်ခင်ဗျ